ဒီညတော့ညီလေးကိုအလဲမှာထားပြီးတော့အတူအိပ်ဖြစ်ခဲ့တယ်အမှန်တမ်းပြောရရင်အကြီးနဲ့ကျွန်တော်တွေကသွေးသားမတော်ဆက်တာမို့လူပြိုတယောက်ရဲ့ရင်ထဲမှာစိတ်ရင်းတွေကအလှမ်းတပိုးထနေခဲ့ပါတယ်အကြီးကိုကြည့်တော့လေကျွန်တော်ကိုကြောပေးထားပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတုံနေတဲ့ရောင်ရှိတယ်ကျွန်တော်ကအကြီးစီကိုလဲလန်းမှုလှမ်းအကြွမှာပဲကိုယ့်ရဲ့လက်ကိုပြန်ဖမ်းဆုပ်လိုက်ရတယ်ဒီချိန်ကအသားချင်းထိတွေ့တဲ့အချိန်မဟုတ်ဘူးလေကိုဘေးမှာရှိတဲ့ညီလေးကိုပဲခေါင်းလေးပုတ်တက်ပြီးရင်ခွင်ထဲကိုဆဲထွယ်ကရင်ခွင်ထဲကိုဆွဲထည့်ထားလိုက်တယ်တကယ်တော့အကြီးနဲ့ကျွန်တော်ကဘာမှမတော်ဆက်ပေမဲ့အကြီးရဲ့သားနဲ့ကျွန်တော်တွေကညီကိုတဝမ်းခွဲပဲရှိသေးတာအတွေ့တွေကညီလေးပဲချမ်းကိုပြောင်းလိုက်တာနဲ့အကြီးပေါ်ဝင်နေတဲ့စိန်ကလုံးလုံးကိုပြက်ကွယ်သားသလိုဖြစ်သွားတယ်မိုးလေးတော့အကြီးကထမင်းဟင်းချက်နေလေတယ်ကျွန်တော်လည်းမျက်နှာသေးသွားတိုက်ကမနှက်စာစားဖို့ဈေးသူထွက်လာခဲ့တော့တယ်ဈေးကိုရောက်တော့ရှမ်းခေါင်ဆွဲသုံးဘွဲနဲ့အိမ်အတွက်အသုံးလိုမဲ့ခန်းကျင်ဒီစက်တုံတွေဝယ်ကဈေးရှိကလက်ဖက်ရည်ဆိုင်ကလက်ဖက်ရည်နှစ်ခွက်ပါဆယ်ဝယ်ပြီးတော့အိမ်တို့ပြန်လာခဲ့ရရက်ကွက်ထဲမှာအကြီးကိုကြိတ်ကြွေနေတဲ့ကားဆရာကိုပါတောင်းနဲ့လမ်းမှာဆောင်ခဲ့တော့ကိုပါတောင်းကဟာငါတို့ကြီးစောစောစီစီဈေးတွေပါတွေဝယ်လို့ပါလားကွာဟုတ်ပါဗျာအကြီးအိမ်ကတ်နေရတာဆိုတော့လေကိုတက်နိုင်တာလေးဝိုင်းကူလုပ်ပေးရတာပေါ့ကိုပါတောင်းရအဲ့ဒါကြောင့်ပြောတာပေါ့လွင်မောင်ရမင်းလဲဝိုင်းကူလုပ်เสียမလို့အောင်ဦးလေးတယောက်အမြန်ရှာလိုက်ပါလို့ဟာကိုပါတောင်းကြီးကလည်းဗျာမတွေးလိုက်နဲ့တွေးလိုက်တာနဲ့ဈေးပန်းလာခင်းနေတော့တာပဲအဲ့ဒီစကားကကျုပ်ကိုပြောရမှာမဟုတ်ဘူးဗျကျုပ်ရဲ့အကြီးကိုပြောရမှာကိုပါတောင်းရဟာမင်းအကြီးကိုငါမပြောရဲလို့မင်းကိုပြောနေတာပေါ့ငါတူရဘာမှပြောရစရာရှိလို့လေကိုပါတောင်းရအမျိုးသမီးတယောက်ကိုအမျိုးသားတယောက်ကခြေချောင်းကြိုက်ချောင်းပြောတာပဲကြာအမိသွားဆွဲနေတာမှမဟုတ်တာခမရကိုကျုပ်ကြီးကရိုက်မလွတ်ပါဘူးဗျမင်းရဲ့အကြီးကိုခြေချောင်းကြိုက်ချောင်းသွားပြောရမှာတဲ့ကြာအမိတာပြေးဆွဲကျင်တော့တယ်လွင်မောင်ရဒါဆိုရင်လေကြာအမိတာပြေးဆွဲပြီးလူပြိုကြီးဘွားနဲ့သာအယိုးထုံနေတော့ကိုပါတောင်းရေကျုပ်လည်းအကြီးတို့သားမီးနှစ်ယောက်မနှက်စာစားရအောင်သွားပို့လိုက်အောင်မယ်ပြောပြောဆိုဆိုနဲ့ထွက်လာမယ်လို့တော့ကိုပါတောင်းကနေပါအောင်ငါတို့ကြီးရာဘာပြောဦးမှာလဲကိုပါတောင်းရငါမင်းအကြီးကိုတကယ်ချစ်တာပါဖြစ်နိုင်ရင်လက်ထပ်ပြီးတော့တအိုးတိုင်ထူထောင်ဖို့အထိပါဆုံးဖြတ်ထားတယ်ကွာကိုပါတောင်းရဲ့စကားကိုကြားတော့ကျွန်တော်လည်းအကြီးတို့သားမိနောင်ရေးကိုတွေးကစိတ်ပူမိတယ်ကိုပါတောင်းကလည်းကားသမားဆိုပေမဲ့မတောင်မစားနဲ့လူရိုးလူကြီးကြီးမိမကိစ္စကလည်းအရှုပ်ရှင်းကင်းတယ်အကြီးတို့အိမ်အောင်ခွက်တယောက်ကိုမကတ်ရဲတာပဲကြီးတော့လေပြီးတော့ဦးလေးကလည်းအငဲနဲ့မြဲသွားဖို့ပဲရှိတယ်အကြီးကလည်းအခုမှ38နှစ်ဆိုတော့အရွယ်ကောင်းလေးပဲရှိသေးတာဟွန်းကျွန်တော်လည်းတက်ပြင်းချကကိုပါတောင်းကိုစစ်စစ်ကြည့်ပြီးခမအကြီးတို့သားမိကိုတကယ်ပဲမိသားစုလိုသဘောထားနိုင်ပါလားဟာပြောနေကြလိုသေးလို့လားလွင်မောင်ရမင်းအကြီးသာကြည်ပြူမယ်ဆိုရင်သူတို့သားမိနှစ်ယောက်ရောမင်းကိုပါမိသားစုလိုသဘောထားနိုင်ပါတယ်ကွာဒါဆိုရင်လည်းကောင်းပြီလေကျုပ်ခမကိုယုံပါတယ်ဒါနဲ့ခမရဲ့ကားဘယ်တော့အားလဲမင်းကဘာလို့ချင်လို့လဲလွင်မောင်ရမင်းအသုံးလိုတယ်ဆိုရင်ငါကားမအားလဲအားအောင်လုပ်ပေးလို့ရပါတယ်ဒီလိုဗျာအကြီးတို့သားမိကိုမြန်မာနိုင်ငံအနှံ့ဖျားဖို့လိုက်ဖို့ပေးချင်လို့ပြီးတော့ခမလည်းဖျားလဲဖို့လဲဦးလဲတူပေါ့ကျွန်တော်ရဲ့စကားကိုကြားတော့ကိုပါတောင်းခမမျက်နှာတစ်ခုလုံးဝင်းထိန်သွားကဒါဆိုရင်လည်းလွင်မောင်ရမင်းသွားမဲ့နေ့သာကြိုးပြောအဲ့ဒီနေ့ငါကအစင်းနဲ့ဖြစ်နေစေရမယ်ပြီးတော့ဖျားဖို့စိတ်လဲငါပဲအကုန်ကြခံပါမယ်ကွာမဟုတ်တာဗျာကားငှားတာကကျုပ်ကငှားတာပါကျုပ်ပဲအကုန်ကြခံပါမယ်ကဲပါမင်းလည်းမင်းချေရေးအတွက်ပတ်စံစုရအောင်ပါဆိုတော့ကားငှားကိုငါမယူတော့ဘူးကုန်ကြစိတ်ကိုလည်းမင်းနဲ့ငါတယောက်တစ်ဝက်ခွဲခံပေးမယ်အဲ့လိုပဲလှုပ်လိုက်တော့ငါတူဆိုတော့ကျုပ်ထက်ပြောလဲလက်ခံမှာမဟုတ်တဲ့တူတူအဲ့လိုပဲလက်ခံလိုက်ရတယ်အိမ်ကိုပြန်ရောက်တော့အကြီးကိုရှမ်းကောင်ဆွဲနဲ့လက်ဖက်ရည်ကိုပေးပြီးခန်းကျင်တီစက်သွန်ကိုမိဖို့တဲ့သွားထားပေးရင်းနဲ့အကြီးရေလမ်းမှာဘသူနဲ့တွေ့ခဲ့တယ်ထင်လဲဘသူနဲ့တွေ့ခဲ့လို့လဲငါတို့ရဲ့ကားဆရာကိုပါတောင်းလေကိုပါတောင်းရဲ့နာမည်ကိုကြားတော့အကြီးကပြုံးရည်ရင်းနဲ့သူကမင်းကိုငါတူနဲ့ဈေးဘက်မှာခင်းလိုက်ရဲ့လားခင်းလိုက်တာမှပြောမနေပါနဲ့တော့အကြီးရဲ့ငါတူဆိုတာကိုမိုးမွန်နေတာပဲကျွန်တော်ရဲ့စကားဆုံးတော့အကြီးကတခက်ခက်နဲ့ရေပါတော့တယ်အဲ့ဒါနဲ့ကျွန်တော်လည်းဆက်ပြီးဘာပဲပြောအကြီးရဲ့ကိုပါတောင်းကမတောင်းမစားနဲ့လူရိုးလူကောင်တယောက်ပါကျွန်တော်ရဲ့ပြောစကားကိုကြားတော့အကြီးတယောက်အရေရက်သွားကကျွန်တော်ကိုရီဝေးသွားကြည့်နေအကြီးသိပါတယ်ငါတို့ရဲ့အကြီးလည်းစဉ်းစားကြည့်ဘူးပါတယ်ကဲပါဒီเจ้าနေနောက်မှပြောတာပေါ့ခုမနေ့စာလည်းပြင်းပြီးမင်းညီလေးကိုတွားနှုတ်လိုက်တော့မနေ့စာစားချရအောင်ကျွန်တော်လည်းညီလေးကိုနှိုးပြီးတော့မျက်နှာတစ်ပြီးကမနေ့စာကို၃ယောက်လက်ဆောင်စားလိုက်ပါတော့တယ်ရှမ်းခေါင်ဆွဲဆိုင်ရင်နဲ့ညီလေးကကိုသားတို့เจ้าကပိတ်တော့အိမ်မှာနေရတာပြင်းလို့ကိုနဲ့ဈေးရောက်လိုက်ခဲ့မယ်ကျွန်တော်အကြီးကိုပြန်ကြည့်လိုက်တော့အကြီးကငါ့တူသဘောပဲကျွန်တော်လည်းစားတောက်ပြီးတော့ညီလေးကိုခေါ်ကဈေးအောင်ထွက်ခဲ့ပါတော့တယ်ကျွန်တော်ဈေးလဲလဲရွာတွေကကျွန်တော်ရဲ့ညီလေးကိုမြင်တော့ဟဲ့လွင်မောင်နင်းပြောတော့လူပြိုဆိုအခုကလေးတောင်ဈေးရောက်ရခေါ်လာပါလားဘာညာနဲ့ပြောကြလို့ကျွန်တော်ရဲ့ညီလေးပါလို့အတော်ရှင်းပြလိုက်ရတယ်ရွာထဲကအပြူမတွေဆိုရင်ကျွန်တော်တို့ဈေးတယ်တွေရှိမှဖလန်းနဲ့
အခုတော့ကလေးပါလာတာလည်းမြင်ရောနှာခေါင်းထုံချုံနဲ့မဲ့ရွယ်လို့နေတော့တာပါဗျာဒီလိုနဲ့နေ့လေကိုရောက်တော့ကားလမ်းဘေးကထမင်းဆိုင်လေးမှာထမင်းဆိုင်ရင်နဲ့ညီလေးကိုစလိုက်တယ်မင်းပါလာတာလက်ကလေးပိတ်တယ်ကွာဟင်ဈေးလေးရောက်ရရဲ့သားနဲ့ဘာကိုလက်ကလေးပိတ်တာလဲကိုရဲ့ဘာကိုလက်ကလေးပိတ်ရမှာလဲမင်းကိုငါသားလို့ထင်ပြီးစော်လေးတွေကငါ့ကိုမကြည့်တော့ဘူးကွာမကြည့်တော့ကောင်းတာပေါ့ကိုရဲ့ဒါတို့အတူတူအကြာကြီးနေလို့ရတာပေါ့ကြားလိုက်ရတဲ့စကားကကျွန်တော်ရဲ့အရှိုက်ကိုထိစေတယ်ဒီကောင်လေးနှစ်သားအရွယ်ကလေးကလိုအပ်နေတာကဖခင်မိတာလေကျွန်တော်လည်းတပ်ပြင်းကိုခက်လေးလေးချကညီလေးကိုကြည့်လိုက်တော့ထမင်းတော်ဆက်မစားပဲမျက်ရည်တွေဝိုင်းနေနေတယ်ကျွန်တော်လည်းညီလေးရဲ့ခေါင်းကိုပုတ်ပေးရင်းနဲ့ကိုကညီလေးကိုချစ်လို့စတာပါကွာကောင်မလေးတွေကညီလေးတော့ချစ်ဖို့မကောင်းပါဘူးကဲထမင်းကိုကိုအောင်စားပြီးရင်တစ်ရွာနှစ်ရွာလောက်ဈေးလှည့်ပြီးရင်အိမ်ကိုပြန်ရမယ်အိမ်ကိုပြန်ရောက်ရင်ဈေးထဲသွားပြီးတော့ညီလေးကြိုက်တဲ့အယုတ်တွေသွားဝင်မယ်ကွာကိုတကယ်ပြောတာလားတကယ်ပေါ့ကွာတော်ပါပြီကိုရဲ့ပတ်စံနေကုန်သွားမှာပေါ့ငါပတ်စံမကုန်ပါဘူးကွာမင်းပတ်စံပဲကုန်ပါလေဟမ်ဒါမှပတ်စံမှမရှိတာရှိတာပေါ့ကွာဒီနေ့ကိုနဲ့အတူအလုပ်လိုက်လုပ်တဲ့အတွက်ညီလေးကိုကလိုအပ်ကပေးရမှာပေါ့တကယ်လားတကယ်ပေါ့ငါညီကကဘယ်တော့မှညာခဲ့ဘူးလို့လဲအဲ့လိုပြောတော့မှပဲညီလေးကထမင်းကိုပြန်စားပါတော့တယ်ထမင်းစားပြီးတော့တရွာနှစ်ရွာဈေးပတ်ပြီးအိမ်ကိုပဲစောပြန်ခဲ့တော့တယ်အိမ်ကိုပြန်ရောက်တော့ရေမိုးချိုးပြီးကျွန်တော်နေတဲ့အိမ်ဘက်မှာပဲအရက်ထိုင်တောင်းနေစဉ်အကြီးကငရမ်းကြောက်ဖို့လေးယူလာပြီးသဖြင့်အကြီးရဲ့ကျွန်တော်ကိုအဲ့လိုအမီးတွေလှုပ်ပေးမနေပါနဲ့ကျွန်တော်အနေရခက်လို့ပါအနေရခက်ရင်လည်းမတောက်ဖဲနေလေအရက်တောက်ပြီးအမီးမစားတော့မင်းရဲ့ဦးတွေအကလေးစားတွေကဘလို့လို့တန်းခံပါလဲအဲ့ဒီလိုပြောနေစဉ်ညီလေးကရောက်လာပြီးတော့သားကိုလောကပေးမယ်ဆိုဟဲ့သားအကြီးကအလှမ်းဟန်လိုက်ပေမဲ့ကျွန်တော်လည်းအကြီးကိုလက်ကပြကအကြက်ပလင်းလေးဖွက်လိုက်ရင်းနဲ့နေအကြီးကျွန်တော်သူ့ကိုလောကပေးမယ်ပြောထားတာဟုဆိုကတိုင်မှာချိထားတဲ့လွယ်ရီထဲမှာ1000နဲ့တရွက်ယူကရော့ညီလေးကျွန်တော်ကညီလေးကိုပတ်စံကမ်းပြီးတော့အကြီးကမဟုတ်တာငါတူရဲ့ကလေးကိုပတ်စံ1000ပေးစရာလားပျက်စီးသွားမှာပေါ့ပေးမယ်ဆိုရင်လေ900 1000ပဲပေးလေ900 1000ဆိုတာကမမိုးပေးတာလေကြီးရဲ့အခုကသူ့ရဲ့လောကကိုပေးတာဒါမှလည်းသူကအလောက်ရဲ့တန်ဖိုးကိုနားလည်မှလေဟုပြောကညီလေးရဲ့ဘက်ကိုလှည့်ရင်းနဲ့ညီလေးကိုပတ်စံ1000နဲ့တရွက်ပေးရင်ညီလေးကိုပြမယ်အခုရတဲ့ပတ်စံကရွာပေါင်း14 5ရွာနေဘူးထဲမှာဈေးလှည့်ဘက်ရောင်းမှတရွာကို900 1000လောက်ပဲရလာတဲ့ပတ်စံလော်ရတယ်လို့မထင်နဲ့ငါညီလေးရဲ့ပြီးတော့တို့တဲ့ဆိုးတဲ့သူတွေတဲ့ရှိသေးတယ်သူတို့ကအရင်ကြီးမတက်နိုင်လို့ကိုခန္ဓာကိုအားကိုးပြီးနေဘူးစကားမှာတနေကုန်လုံးမှ9000 6000ပဲရတဲ့သူတွေလည်းရှိသေးတယ်တို့တဲ့ပတ်စံပိုရှာနိုင်တဲ့သူတွေလည်းလောကကြီးမှာအများကြီးရှိရဲ့ညီလေးရဲ့အဲ့ဒီလူတွေကအခုတို့လိုပတ်စံကိုနေဘူးစကားနေလဲရှာကြမလို့ဘူးအရေးထဲကအဲကုန်းကန်းထဲမှာထိုင်ပြီးပတ်စံတွေကိုလက်ရိုက်ခေါ်နေရုံပဲကလည်းပတ်စံကိုအဲ့လိုမျိုးလက်ရိုက်ခေါ်လို့ရလို့လားရတာပေါ့ညီလေးရဲ့ညီလေးသာចောင်းသားကိုစူးစမ်းပြီးပညာတတ်ကြီးဖြစ်အောင်လုပ်ညီလေးသာဆရာဝန်ကြီးဖြစ်ရင်စစ်ထုတ်အကြီးကင်ပြီးတော့အရေးထဲကနေလက်ရိုက်ခေါ်နေရုံပဲဆရာဝန်အလုပ်ဆိုတာကလည်းကုသိုလ်လဲရဝမ်းလဲဝတယ်အင်ဂျင်နီယာဆိုရင်လည်းဘောပင်လေးကင်ပြီးလက်ညှိုးထိုးခိုင်းရုံပဲစီးပွားရေးလုပ်ငန်းရှင်ဆိုတာမျိုးကတော့ဘဝရဲ့အတွေ့အကြုံတွေကိုဥနောက်နဲ့အသုံးချပြီးလှုပ်လှုပ်ကြရတာပညာလက်တက်ဥနောက်ကိုလည်းသုံးချတတ်မယ်ဆိုရင်တော့ညီလေးတို့လိုပင်မလှုပ်ရှားကြမလို့တော့ဘူးပေါ့ကွာပြောတာနားလည်ရဲ့လားဟုတ်ကျွန်တော်ညီလေးကိုခေါင်းလေးပုတ်ပေးရင်အကြီးကိုကြည့်တော့ပီတိပြုံးနေတဲ့အတူမျက်ရည်တွေဝိုင်းနေလေရဲ့ညီလေးနဲ့အကြီးသူတို့အိမ်ဘက်ကိုပြန်ကူးသွားမှာအချက်ပလင်းလေးထုတ်ကငချင်းကွက်တဲ့အရက်လက်နှစ်သစ်လောက်ထည့်တော့ကအကြီးတို့အိမ်ဘက်ထမင်းစားကူးခဲ့ပါတော့တယ်အကြီးအိမ်ဘက်ရောက်တော့ညီလေးကိုမတွေ့တာနဲ့အကြီးညီလေးရောဘယ်ကိုသွားတာလဲမင်းညီလေးကမင်းပေးတဲ့ပတ်စံလေးကိုစူးပူးတဲ့ထဲကျင်လို့တဲ့ဟိုဘက်တလန်းကျော်ကဈေးဆိုင်လေးမှာစူးပူးသွားဝယ်နေလေရဲ့အကြီးလည်းထမင်းခုတ်ခတ်ပေးတာနဲ့ကျွန်တော်လည်းထမင်းထိုင်စားနေစဉ်အိမ်ရှိမှာဟဲ့ခင်းနေလင်းပြမညီထွက်ခဲ့တဲ့